အားလုံးမင်္ဂလာပါအခုကျွန်တော်ဒီဗီဒီယိုမှာကိုတငယ်ချင်းမိတ်ဆွေများအတွက်ကျွန်တော်ပြောပြချင်တာကတော့ကိုဖုန်းမှာနေဆိုင်အသုံးပြုနေတဲ့ဒီ Facebook account တွေရဲ့ password တွေပြီးတော့ဒီ Gmail ကိုနေဆိုင်အသုံးပြုနေတဲ့ Gmail account ရဲ့ password တွေပြီးတော့တခြားကိုအသုံးပြုနေတဲ့ account တွေရဲ့ password တွေကိုဒီဖုန်းထဲမှာ auto သိမ်းဆည်းပေးထားတဲ့နေရာရှိတယ်ဆိုတော့ကိုအဲ့ဒီနေရာကိုတငယ်ချင်းမိတ်ဆွေတွေများကိုကျွန်တော်ခေါ်သွားမှာပါအဲ့ဒီနေရာမှာကိုယ့်ရဲ့ account တွေရဲ့ password တွေအစီအစဉ်အတိုင်းမပြည့်မစည်ပဲရှိပါတယ်ကို account တွေဘယ်နှကြိမ်ပဲဖွင့်ဘယ် account တွေကိုကဘယ်နှခါပဲဖွင့် password နဲ့တကွာ account number နဲ့တကွာ auto သိမ်းဆည်းပေးထားတဲ့နေရာရှိတယ်ဆိုတော့ကိုကျွန်တော်လိုက်ပြပေးပါမယ်အဲ့ဒီနေရာကိုရအောင်ကျွန်တော်ဒီဗီဒီယိုမှာကိုခေါ်သွားပေးပါမယ်အဲ့တော့တငယ်ချင်းမိတ်ဆွေများကျွန်တော်ရဲ့ဗီဒီယိုကို like share comment ပြန်အားပေးနိုင်ပါတယ်အဲ့တော့တငယ်ချင်းမိတ်ဆွေတို့ကနေပြီးတော့ကိုဖုန်းထဲမှာ setting ထဲကိုဝင်ပါကျွန်တော်ကတော့ဒီဗီဒီယိုမှာကိုပေါ့နော်ဒီ Samsung ဖုန်းနဲ့ပြမယ်တငယ်ချင်းမိတ်ဆွေတို့ကတော့ကိုမှာကိုကိုင်နေတဲ့ဖုန်းရဲ့အမျိုးအစားနဲ့ကို setting နေရာကိုတွားပါပြီးတော့နေရာတူတူများများကတော့ဒီစာပဲလွှဲမှာပါဒီကနေရာကတော့အတူတူပါပဲစာကတော့တချို့နေရာမှာကိုကျွန်တော်တွားခဲ့တဲ့စာနဲ့မတူပဲတခြားစာတွေနဲ့ရှိကောင်းရှိနေပါမယ်အဲ့တော့တချို့နေရာတွေမှာတွားမရဘူးလာမရဘူးဆိုလို့ရှိရင်လည်းဘာနော်ကျွန်တော်ကိုအကူအညီတောင်းပါကျွန်တော်ပြန်ပြီးတော့ကျွန်တော်လမ်းညွှန်ပေးပါမယ်ကျွန်တော်ဖြည့်ရှင်းပေးပါမယ်အဲ့တော့ဒီမှာကျွန်တော်နဲ့အတူတူကိုယ့်ရဲ့ Facebook account တွေရဲ့ password ကိုလိုက်ပြီးတော့ကြည့်ရအောင်ကိုယ့်ရဲ့ Gmail account တွေရဲ့ password တွေကိုလိုက်ကြည့်ရအောင်ပြီးတော့ကိုတခြားအသုံးပြုနေတဲ့ account တွေရဲ့ password တွေကိုကိုလိုက်ကြည့်ရအောင်ပေါ့နော်ကျွန်တော်အဲ့ဒီ password တွေရှိတဲ့နေရာကိုကျွန်တော်ခေါ်သွားမယ်အဲ့တော့ကျွန်တော်နဲ့အတူလိုက်ကြည့်ရအောင်သွားရအောင်အဲ့တော့ဒီမှာ setting ထဲကိုဝင်ပါမယ်setting ထဲကိုဝင်လိုက်ပြီးတဲ့ဒီလိုစာမျက်နှာတစ်ခုကြာလာလို့ရှိရင်တငယ်ချင်းမိတ်ဆွေတို့ကဒီမှာ Samsung ဖုန်းနဲ့ကျွန်တော်ပြမယ်ပေါ့နော်ဒီမှာအပေါ်နဲ့အောက်ကိုဒီမှာဆွဲကြည့်ပါဆွဲကြည့်လို့ရှိရင်ဘေးဆွဲရမယ်ဆိုလို့ရှိရင်ဒီမှာGeneral Management ဆိုတဲ့ပေါ့နော်အထွေထွေအောက်ချုပ်စီမံမှုခန့်ခွဲမှုပေါ့နော်ထင်းသိမ်းမှုဆိုတဲ့နေရာကိုတွားပါဒီမှာ General Management ဆိုတဲ့နေရာကိုနှိပ်မယ်အဲ့တော့နောက်တစ်ခုစာမျက်နှာတစ်ခုကြာလာလို့ရှိရင်ဘယ်နေရာကိုတွားရမလဲဆိုလို့ရှိရင်ဘာနော်ဒီမှာဘာနော် password and auto fit ဘာနော် password မျိုးကိုဘာနော်ဒီ auto သိမ်းဆည်းပေးထားတဲ့နေရာပေါ့နော် auto ဆက်ကနေပြီးတော့ဒီကိုယ့်ရဲ့ဖုန်းကနေပြီးတော့ auto သိမ်းဆည်းပေးထားတဲ့နေရာပါ password and auto fit ဆိုတဲ့နေရာကိုနှိပ်မယ်password ပဲ auto fit နေရာတော့နောက်စာမျက်နှာတစ်ခုကြာလာလို့ရှိရင်ဒီမှာ Google ဒီမှာပေါ့နော် password အကျဉ်းကြီးကဘယ်လောက်ရှိလဲဆိုလို့ရှိရင်6ခွန်တော့ရှိတယ်ပေါ့နော်6ခနဲ့ကျဉ်ရှိတယ်အဲ့တော့ဒီနေရာကိုနှိုက်မယ်အဲ့တော့ဒီနေရာကိုနှိုက်လို့ရှိရင်ပေါ့နော်နောက်စာမျက်နှာတစ်ခုကြာလာလို့ရှိရင်တကယ်ရှင်တို့ကဘာကိုနှိုက်ရမလဲဆိုလို့ရှိရင်ဒီမှာ Google Password Manager ပါနော်ဒီမှာ Google Password Manager ကိုနှိုက်ပါ Google နဲ့ password ပတ်သက်ပြီးတော့အောက်ရှုပ်စီမံမှုပေါ့နော်ဒီ Manager ကိုနှိုက်မယ်အဲ့တော့ Google Password Manager ကိုနှိုက်ပါမယ်Google Password Manager ကိုနှိုက်လို့ရှိရင်ဒီထဲမှာပေါ့နော်ဒီထဲမှာကိုယ့်ရဲ့ဒီ Facebook account တွေတခြားသော account တွေဒီမှာအကုန်လုံးဒီမှာ senior လိုက်တန်းစီပြီးတော့ရှိတယ်ဒီထဲမှာကိုဖုန်းထဲမှာတင်ဆက်ထားတယ်ပေါ့နော်ဒီမှာပြည့်မစည်းအောင်ကို managing ပဲဖွင့်ဒီမှာဆိုလို့ရှိရင် Facebook account ကျွန်တော်10account ရှိတယ် Gmail account ကဒီမှာ10account ရှိတယ်ဟုတ်နော် media player ကဒီမှာ3account ရှိတယ်တခြား account တွေဒီမှာသူ့နာမည်နဲ့သူ account တွေအများကြီးရှိပါတော့အဲ့တော့ဒီ account တွေကိုဒီ Facebook account တွေကိုကိုဖွင့်တော့မယ်ဆိုလို့ရှိရင်ဒါ security code အနေနဲ့ကိုဖုန်းတွေ secret နဲ့ဒါကောက်နံပါတ်တွေကိုကလုတ်ပေးရပါမယ်ဒီထက်မှာပေါ့နော်ဒီမှာကိုယ့်ရဲ့ဒီကိုဖုန်းမှာပိုက်ထားတဲ့ security code ကိုဖွင့်လိုက်ပါကိုဖုန်းမှာ security ဖွင့်လိုက်ပါဖွင့်လိုက်လို့ပြီးတာနဲ့ဒီမှာပေါ့နော်ကိုယ့်ရဲ့ Facebook account က password တွေကိုမျက်လုံးကိုပြန်ပြီးတော့ဒီမှာမှိုက်ထားတာပေါ့နော်မျက်လုံးကိုဖွင့်လို့ရှိရင်ကိုယ့် account password တွေကိုမြင်ရမယ်ပြီးတော့ဒီမှာ edit လုပ်လို့ရတယ် delete လုပ်လို့ရတယ်ပြီးတော့ကိုယ်ကဖုန်းနံပါတ်တွေရှိတယ်ပေါ့နော်ဒီမှာဖုန်းနံပါတ်တွေရှိတယ်ကိုယ့်ရဲ့ password တွေကိုဒီမှာမျက်စိကိုဖွင့်လိုက်တာနဲ့ဒီမျက်စိကမှိုက်ထားတာပေါ့နော်အဲ့တော့ပြန်ပြီးတော့မျက်စိကိုcheck ခါလိုက်တာနဲ့မြင်ရမယ်ပြီးတော့ဒီမှာနာမည်တွေရှိတယ်ပေါ့နော်ဒီကိုက password တွေနဲ့နာမည်တွေအကုန်လုံးတင်ဆက်ထားတယ်ပေါ့နော်ဒီမှာ Facebook password တွေဒီမှာအများကြီးရှိတယ်ပေါ့နော်ကိုဘယ်နှကောက်ပဲတုံးခဲ့ဒီမှာကိုတုံးခဲ့တဲ့အကောက်တွေကကိုကဒါပြည့်တော့တယ်လို့ထင်တာဒီမှာမပြည့်ပြည့်နဲ့အဆိုင်တဲ့သူညာနဲ့သူရှိပါတယ်တိုက်စာရှိဒီမှာဖုန်းတွေကနေပြီးတော့တင်ဆက်ထားပါတယ်ဖုန်းတွေကတကယ်တိုက်စာရှိပါတယ်အဲ့တော့ဒီမှာဒီလောက်ပဲကျွန်တော်ပြမယ်နောက်တော့ရွှေ့ရအောင်ဒီမျိုးဒီမှာ Google မှာလည်းဒီလိုပဲပေါ့နော်Google password တွေလည်းဒီမှာအများကြီးရှိတယ်ကိုဖွင့်ကြည့်ပါမျက်စိဖွင့်ကြည့်ပါဒီမှာမြင်ရပါတယ်ဒီမှာမျက်စိဖွင့်ကြည့်ပါသူတို့လေးတွေတိုက်စာရှိပါတယ်ပေါ့နော်ကိုတုံးခဲ့တဲ့ဒီ Facebook ကိုတုံးခဲ့တဲ့ Gmail account နဲ့ password တွေကိုဒီမှာ auto တင်ထားပါတယ်
အဲ့တော့ဒီနေရာမှာကျွန်တော်ကနေပြီးတော့ဒီပေါ့နော်ကိုယ့်ရဲ့ Gmail အကောင့်တော့ကိုယ့်ရဲ့ Facebook အကောင့်တွေကိုဟောပါကို password နဲ့တကွာပြန်ပြီးတော့တွဲကြည့်လို့ရတဲ့နေရာကိုကျွန်တော်ခေါ်သွားပြီးပါပြီအဲ့တော့ဒီနေရာမှာအဆင်မပြေဘူးလုံးမထိဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကိုပြန်ပြီးတော့ထက်ကကြည့်ပါအနောက်မလဲဘူးဆိုရင်ကျွန်တော်ကိုပြန်ပြီးတော့မေးပါကျွန်တော်ကို comment တွေပေးပါကျွန်တော် reply ပြန်ပေးပါမယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းပေါ့နော်နောက်ဗီဒီယိုတွေတင်ဖို့အားရရှိအောင်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကို like share comment ပြန်အားပေးနေပါတယ်လို့ဟောနော်ဒီဗီဒီယိုမှာကိုယ့်ရဲ့ Facebook အကောင့်တွေရဲ့ password ကိုယ့်ရဲ့ Gmail အကောင့်တွေရဲ့ password တခြားကိုအသုံးပြုနေတဲ့အကောင့်တွေရဲ့ password တွေကိုပြန်ပြီးတော့ကြည့်လို့ရတယ်ပြန်ပြီးတော့ကိုအသိရိုက်လို့ရတယ်ပြန်ပြီးတော့ကိုတခြားတော့ကွန်ပျူတာတော့တခြားတော့ဒီကိုယ့်ရဲ့အကောင့်တွေမှာအသိဖွင့်စရာမလိုဘဲနဲ့ကိုယ့်ရဲ့အကောင့်တွေကိုပြန်ပြီးတော့တွဲကြည့်လို့ရတယ်ပြန်ပြီးတော့ကိုအကောင့်တွေကိုတခြားတော့ကွန်ပျူတာတွေမှာပြန်အသိထိလို့ရတယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာကိုတင်ရှင်းမိတ်ဆွေများကိုပြပြရှင်းပါတယ်ကိုယ့်ရဲ့ကိုမှာကွန်ပျူတာရှိတယ်ကိုဖုန်းထဲမှာ Facebook ကတော့ဖွင့်ထားတယ်ဒါပေမဲ့ password တွေမမှတ်မိတော့ဘူးဆိုဒီနည်းနဲ့တော့ပြီးတော့အဲ့ password တွေကိုကူးပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာမှာတွဲပြီးတော့ရိတ်ထိကြလို့ရှိရင်ကိုဖုန်းမှာလည်းအဲ့ဒီ Facebook အကောင့်သုံးရတယ်ကွန်ပျူတာမှာလည်းအဲ့ဒီအကောင့်ပဲသုံးရတယ်ဆိုလို့ရှိရင်အရင်ကိုလွယ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ချင်အားဖြင့်အဆင်ပြေကြပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်အားလုံးခွက်လက်ပါနောက်ဗီဒီယိုမှာနောက်ပြန်ပြီးတော့ဆုံတွေ့ကြပါကြ